မင်္ဂလာပါဒေါက်တာဆောင်နိုင်ထွန်းပါ Jesus Skin ရပါဆရာခုပြပေးမှာတော့ဂျိုးကြီးထိုးတဲ့ဂျိုးပြပေးတာပေါ့နော်ဒါကတော့ဆရာဒီနေ့တောင်ကြီးက client အမကိုမျက်နှာဂျိုးကြီးထိုးပေးတယ်တစ်ဖက်ကို6ဂျိုးပေါ့နော်အဲ့တော့ဂျိုးကြီးရဲ့ပုံစံလေးပြပေးတာပါဂျိုးကြီးမှာသူကအဲ့ဒီဆရာတို့ဒီတစ်ခါတော့ကန်ယူလာစတီးကန်ယူလာလေးနဲ့ထိုးသွင်းပြီးရင်အဲ့ဒီဂျိုးမှာပါတဲ့ကုတ်ကလေးတွေပေါ့နော်အဲ့ဒီကုတ်ကလေးတွေကိုတခြားလေးမြင်ဖို့အောင်ပြပေးတာပေါ့နော်ဒီနေ့မှတော့အရင်က biostimulator ထိုးဘူးတယ်ချင်းဖီလာလည်းထိုးဘူးတယ်ဒီနေ့တော့ချင်းဖီလာ 1cc တစ်ချောင်းပြန်ဖြည့်တယ်ဂျိုးကြီးထပ်ထိုးတယ်ပေါ့နော်အဲ့တော့ဂျိုးကြီးရဲ့ပုံစံလေးကိုပြပေးမလို့ပါအဲ့တော့ဂျိုးကြီးမှာသူကကုတ်ကလေးတွေပါတယ်အဲ့ဒီကုတ်ကလေးတွေကနေအသားရည်ကိုဆွဲပြီးတော့ပင့်သွားတာပေါ့နော်အဲ့ဒီကုတ်လေးတွေကတခြားကြည့်မယ်ဆိုရင် one way path လေးတွေပါ one way ဆိုတာအပေါ်ပဲပင့်တာပါသူကအပေါ်ကိုတလန်းသွားပင့်တာပေါ့နော် one way ပေါ့အဲ့တော့အပေါ်ပင့်တာဖြစ်တဲ့အတွက်အောက်ကိုဆွဲချရင်သူကနာပါတယ်အဲ့ဒီဆူလေးတွေကသူကပြန်ထုတ်တဲ့အခါမှာဆရာတို့ဆန့်ကျင်ဘက်ကနေပြန်ထုတ်ရတယ်ပေါ့ဘာလို့လဲဆိုတော့ခုနကတော့သူကဗီဒီယိုထဲမှာတွေ့မှာပေါ့ကုတ်ကလေးတွေကသူကအပေါ်မြားဥကောင်းလေးလိုပဲเนาะအပေါ်ပဲသူက one way ပင့်တာပေါ့เนาะဒီလိုပင့်တာအဲ့ဒီလိုအသားရည်ကိုဒီလိုချိတ်ပြီးဒီလိုဆွဲသွားတာဖြစ်တဲ့အတွက်ကျိုးထည့်တာမှားသွားတော့၎င်းအပေါ်ရောက်သွားတော့၎င်းကျိုးက infection ဝင်ပြီးတော့ရောင်လာတော့၎င်းပြန်ထုတ်မယ်ဆိုရင်ဆရာတို့ကဒီထိုးတာတော့ဆရာတို့နှစ်ထင်ကနေဒီလိုအပေါ်ပင့်ပြီးတော့ဒီလိုချိတ်ပြီးတော့ထိုးတာပေါ့เนาะအဲ့တော့ပြန်ထုတ်ရင်ကျတော့လူရောင်တဲ့နေရာကနေဒီလိုအောက်ကနေပြန်ဖောက်ပြီးပြန်ဆွဲရတယ်ဘာလို့ဆိုတော့သူကဆန့်ကျင်ဘက်ပြန်ဆွဲမှသူက short ကနေထွက်တာပေါ့เนาะအပေါ်ကနေသူကကုတ်ပြီးတော့ထည့်ထားတာကိုအပေါ်ကနေထိုးတဲ့နေရာကနေပြန်ထုတ်ရင်ကျတော့အားနေဆိုရင်တော့ပါလာတာပေါ့ဒါပေမဲ့တချို့ဂျိုးတွေပေါ့နော်တခါတလေမှာဂျိုးတွေပြက်ပြီးကြံခဲ့တာတော့နော်ဂျိုးတွေကကြွက်သားတွေကိုညှိသွားတာအရေပြားတွေကိုညှိပြီးတော့ဆွဲလိုက်မိရင်တွန့်ပြီးတော့အနာတွေဖြစ်သွားတာတော့ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့နှာခေါင်းကျိုးလည်းအတူတူပဲဆရာနှာခေါင်းကျိုးထုတ်တဲ့ဗီဒီယိုတွေကိုတင်ထားတာတွေအများကြီးရှိတယ်အဲ့တော့နှာခေါင်းကျိုးပိုးဝင်တာတွေစောင်းတာတွေထုံးတာတွေကောက်တာတွေခွေးနေတာတွေနော်အဲ့တော့နှာခေါင်းကျိုးအပေါ်ရန်ရောက်ပြီးပြန်ထုတ်ရတာတွေအဲ့ဒါတွေအားလုံးဆရာဒီအပေါ်ကနေခွဲပြီးတော့ထုတ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့နှာခေါင်းကျိုးမှာလည်းသူကအထက်ကလေးတွေပါတယ်အထက်ကလေးတွေကုတ်ကလေးတွေမပါဘူးဆိုရင်သူကကျိုးတွေကပြောင်ချောကြီးဆိုရင်ရွေ့နေမှာလေအများတန်းရွေ့နေမှာပေါ့နော်အဲ့တော့သူကထည့်လိုက်တဲ့နေရာမှာမြဲနေအောင်ကုတ်ထားတဲ့ one way valve ကုတ်ကလေးတွေပါတယ်အဲ့ဒီတလန်းသွားကုတ်ကလေးတွေကဆရာတို့ကဒီအောက်ကနေနှာခေါင်းကျိုးဆိုရင်ဆရာတို့ကဒီထိတ်ကနေဖောက်ပြီးတော့ဒီလိုထိုးကြတာဟုတ်နော်အပေါ်ကိုထိုးလိုက်တယ်ဆိုရင်သူကဒီအောက်ကနေပြန်ဆွဲရင်အပေါ်ကဟာတွေညှိတယ်အားနဲ့ဆွဲချရင်တော့ပါလာတယ်ဒါပေမဲ့အဲ့ကုတ်တွေကတောက်လျှောက်ညှိပြီးတော့ဟိုပါပေါ့လေဒဏ်ရာရတတ်တယ်ပေါ့ကြွက်သားတွေကိုညှိပြီးဆွဲချသွားရင်ဒဏ်ရာရတတ်တဲ့အတွက်ဆရာတို့ကဒီအပေါ်လေးကနေအသာလေးဟာပြီးတော့အပေါ်ကနေဒီလိုလေးဆွဲထုတ်လိုက်တာပေါ့နော်အဲ့ဒါဆိုရင်တော့သူ့ရဲ့one way pipe ရဲ့ဆန့်ကျင်ဘက်ကနေဆွဲထုတ်လိုက်တဲ့သဘောတရားဖြစ်တဲ့အတွက်ရှော့ရှူအားသုံးစရာမလိုဘူးပေါ့အသာလေးညက်အသာလေးဆွဲထုတ်လိုက်ရင်ရတယ်ဆရာနှာခေါင်းကျိုးထုတ်ထားတဲ့ဗီဒီယိုတွေထဲမှာကြည့်မယ်ဆိုရင်တတာလေးဆွဲထုတ်လိုက်တာလေးတွေ့ရလိမ့်မယ်နော်အောက်ကနေအတင်းကြီးဆွဲဖြဲပြီးအတင်းကြီးပြန်ဆွဲထုတ်ရင်ကျတော့သူကအဲ့ဒီကုတ်အချစ်တွေပါတဲ့အတွက်ကြောင့်မလို့ဂျိုးတွေကထိုးထားတာမကြသေးရင်ဒဏ်ရာရတယ်ဒဏ်ကြံတယ်ပေါ့နော်ဆွဲရတာအာရန်သုံးရတယ်အခက်မတင်ဂျိုးကတစ်ဝက်လောက်ပြက်ပြီးကြံခဲ့တတ်တယ်ပေါ့နော်အဲ့တော့မျက်နှာပင့်တင်တဲ့ဂျိုးကလည်းခုနကတော့ဗီဒီယိုထဲမှာပြတယ်လို့ပဲကုတ်ကလေးပါတယ်ပေါ့နော်ဂျိုးထိုးထားတဲ့ဗီဒီယိုကိုတော့ဒါပြီးရင်ဆက်ပြီးတော့တင်ပေးထားမယ်ဒါလို့ဆိုရင်မျက်နှာပင့်တင်ဂျိုးကြီးထိုးတဲ့ဂျိုးအမျိုးအစားကိုမြင်ဘူးသွားပြီလို့ထင်ပါတယ်ဒီခြားလဲနားလည်သွားမယ်လို့ထင်ပါတယ်ဆရာတို့ one way valve တွေကိုအသုံးပြုပြီးတော့တလန်းသွားအပေါ်ပြန်ပင့်တဲ့ဂျိုးမျိုးစားတွေပါဂျိုးမျိုးစားတွေကတော့အများကြီးရှိပါတယ်မျက်နှာပင့်တင်တဲ့ဂျိုးကြီးဟိုမှာဂျိုးမျိုးစားတွေအများကြီးရှိတယ်ဆရာခုပြပေးတာကတော့ cord thread လို့ခေါ်တဲ့ဒီချစ်လေးတွေပါတယ်ဂျိုးမျိုးစားတစ်မျိုးပြပေးတာပေါ့နော်တခြားမျိုးစားတွေလည်းရှိတယ်ပုံမပါတွေလည်းရှိတယ်အဲ့နှစ်ဖက်နဲ့ဖောက်ရတဲ့ဟာတွေလည်းရှိတယ်အများကြီးပေါ့နော်အဲ့တော့တခြားမျိုးစားတွေကတော့ဆရာသိမသုံးပြဘူးဒီ cord thread လေးတွေကတော့ပိုသုံးပြတယ်ပေါ့နော်ဆရာသုံးပြတဲ့ဂျိုးမျိုးစားကိုပြပေးတာပါအဲ့တော့ဒီဂျိုးကြီးထိုးတာနဲ့ပတ်သက်ပြီးတော့သိချင်တာရှိရင်ဆရာတို့စေကန်းဖုန်းနံပါတ်တွေဖုန်းဆက်ပြီးမေးလို့ရတယ်เนาะဆရာအကောင့်မှာလည်းလာမေးလို့ရပါတယ်ပြီးတော့ဆရာတို့ဂျိုးကြီးထိုးတယ်ဆိုတာလေကြောက်စရာမဟုတ်ပါဘူးเนาะဆရာတို့ဒီမျက်နှာဂျိုးကြီးထိုးတယ်ဆိုတာထုံစည်းလေးပေါ့မပါလေးထိုးပြီးတော့ဂျိုးလေးသားလေးဆွဲလိုက်တာပေါ့เนาะဆရာတို့သွားတဲ့လေယာအပေါ်ရန်လေးတွေပဲပေါ့เนาะအရေပြားအောက်ကအစီပြန်ထဲမှာပဲသွားပြီးတော့ဂျိုးလေးနဲ့ကုတ်ပြီးတော့ဆွဲတာပေါ့เนาะတချို့ကလိုမျိုးဂျိုးကြီးထိုးရင်းနဲ့ဟိုပါပေါ့ဆုံးသွားတယ်တို့ဘာလို့ကြားဘူးတာပေါ့နော်အဲ့တော့ဆရာတို့လည်းကြားဘူးပါတယ်မေစေးပေးပြီးတော့ဂျိုးကြီးထိုးတယ်ဆုံးသွားတယ်ပေါ့နော်အဲ့တော့အသက်သေးဆုံးတဲ့အထိဖြစ်ဘူးတယ်တွေပါတယ်အဲ့လိုမျိုးတွေကြားဘူးတော့လန့်ကြတာပေါ့တကယ်တမ်းကျဂျိုးကြီးထိုးတယ်ဆိုတာအဲ့လောက်ကြီးကြောက်စရာမကောင်းဘူးပေါ့နော်မေစေးလည်းဆရာတို့မသုံးပါဘူးနော်ဂျိုးကြီးထိုးတာတွေဆရာတောက်လျှောက်ထိုးနေတာတွေအများကြီးပါပဲတခါမှလည်းမေစေးမသုံးဘူးပါဘူးနော်အဲ့တော့ထုံစေးလေးပေါ့ပပလေးနည်းနည်းထိုးလိုက်ရင်ဂျိုးထိုးမဲ့နေရာလေးတွေကထုံသွားပါတယ်ထုံစေးကိုလည်းဆရာတို့ကမနာမကျင်အောင်ထုံစေးအရင်ကတ်ထုံစေးအရင်လိမ့်ပြီးတော့မှထုံစည်းဆက်ထိုးပါတယ်ထုံစည်းထိုးတဲ့အချိန်မှာလည်းဆရာတို့ကအပ်တင်တဲ့မျက်နှာကိုတောက်လျှောက်ကြည့်လိုက်မထိုးပါဘူးဆရာ
ဂျိုးကြီးထိုးတဲ့ဗီဒီယိုတွေမှာကြည့်ရင်ပါးပေါ်မှာပါအဲ့ရမှာမရှိတာကိုတွေ့ရပါလိမ့်မယ်เนาะအဲ့တော့ထိုးတဲ့ technique တွေကတော့တယောက်နဲ့တယောက်မတူဘူးပေါ့เนาะဆရာဝန်တွေတယောက်နဲ့တယောက်ကတော့ဟိုဂျိုးထိုးပုံဂျိုးထိုးနေရတူချင်မှတူလိမ့်မယ်ဒါပေမဲ့ဆရာတို့ကဒီ Jesus skin မှာပေါ့เนาะဆရာတို့ဆေးကမ်းမှာဆိုရင်တော့အတက်နိုင်ဆုံးမျက်နှာမရောင်တွေ့ချင်မဦးအောင် view ဆိုင်ပြီးတော့အဲ့ရမကြံအောင် view ဆိုင်ပြီးတော့ထိုးပေးပါတယ်အခုထိုးသွားတဲ့အမဆိုလေဒါတောင်ကြီးရပါဒီဂျိုးထိုးပြီးရင်တန်းပြန်မှာဖြစ်ပါတယ်ကားလည်းမောင်းလို့ရတယ်ဆိုင်ကယ်လည်းစီးလို့ရပါတယ်เนาะဂျိုးထိုးထားတဲ့အပေါက်ရလေးတွေကိုဆရာတို့က plaster လေးနဲ့တေချာလေးပုံနေသေးတွေမဝင်အောင် mic drive မဝင်အောင်ကတ်ပေးလိုက်ပါတယ်ဆေးတွေလည်းတေချာလိမ့်ပေးလိုက်ပါတယ်အပေါက်ရလေးတွေကို2ရက်3ရက်လောက် view ဆိုင်လိုက်ရင်သူတို့ကပိတ်သွားပြီးတော့အနှစ်ဖေးလေးကွာသွားတာဖြစ်ပါတယ်အဲ့တော့ဂျိုးကြီးထိုးတာကြောက်စရာမကောင်းပါဘူးဒီဂျိုးလေးတွေနဲ့ဆရာတို့က collagen လုံဆော်ပြီးတော့မျက်နှာတင်းရအောင်ပင့်တင်တာဖြစ်ပါတယ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်